မင်္ဂလာပါ Jess Tales Channel ကနေကြိုဆိုပါရစေကျွန်တော်ကြဲပါဒီနေ့မှာတော့ထူးခြားဆန်းပြတဲ့ပုံမြင်လေးတစ်ပုဒ်နဲ့အတူကျွန်တော်ရောက်လာပါပြီကဲပုံမြင်လေးကိုအတူတူနားဆင်ကြည့်ရအောင်ရောင်ရဲခြင်းမရှိတဲ့လောဘကြောင့်ဘဝတစ်ခုလုံးဘလို့ပျက်စီးသွားနိုင်တယ်လဲဆိုတာဒီပုံမြင်လေးကတက်သေးပါပဲနော်ဟိုရှိတုန်းကရွာလေးတစ်ရွာမှာဆင်းရဲတဲ့လယ်သမားအဖိုးကိုတယောက်ရှိခဲ့ပါတယ်တဲ့နော်ဒီနေ့မှာတော့သူဟာထူးဆန်းတဲ့ငန်းတစ်ကောင်ကိုရရှိခဲ့တာပေါ့အံ့ဩဖို့ကောင်းတာကအဲ့ဒီငန်းဟာနေတိုင်းစစ်မှန်တဲ့ရွှေဦးတစ်လုံးစီကိုအမြဲတမ်းဥပေးလေးရှိပါတယ်နေတိုင်းရွှေဦးတစ်လုံးစီရလာတဲ့အတွက်လယ်သမားအဖိုးဟာမကြခင်မှာပဲအရန်ကိုချမ်းသာလာပါတော့တယ်။ဒါပေမဲ့သူချမ်းသာလာလေလေသူ့ရဲ့လောဘကလည်းကြီးလာလေလေပါပဲ။သူကဒီလိုတွေးမိတယ်။ဒီငန်းရဲ့ဘိုက်ထဲမှာရွှေဦးတွေအများကြီးရှိမှာပဲ။တလုံးချင်းစီစောင့်နေရတာကြာလိုက်တာဘိုက်ကိုခွဲပြီးတခါတည်းယူလိုက်ရင်ငါအခုချက်ချင်းကပအချမ်းသာဆုံးဖြစ်သွားမှာပဲတဲ့။အဲ့ဒါနဲ့လယ်သမားဟာဓာတ်တစ်ချောင်းယူပြီးငန်းရဲ့ဘိုက်ကိုခွဲလိုက်ပါတယ်။ဒါပေမဲ့သူထင်သလိုရွှေဦးတွေတလုံးမှရှိမနေခဲ့ပါဘူး။လယ်သမားဟာလောဘကြီးမိတဲ့အတွက်နေတိုင်းရနေတဲ့ရွှေဦးတွေကိုလည်းဆုံးရှုံးလိုက်ရတယ်လို့အဖိုးတန်နဲ့ငန်းကလေးလည်းတည်ဆုံးသွားခဲ့ရပါတယ်။ဒီပုံမြင်ရဲ့သင်ခန်းစာကတော့လောဘကြီးလုံးရင်ရှိတာလေးတောင်ဆုံးရှုံးတတ်တယ်ဆိုတာပါပဲ။